Chanel boost, boost, boost. I did you know that move, 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 move. Did it all your lies on the move. Chanel boost, boost, boost. I did you know that move, 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 move. Did it all your lies on the move. Yes, move, 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 move. Did it all, yeah, that's all on the move, move, move. Chanel boost, yeah, that's all on the move. Chanel boost အတက်ကြဆုံးမူကဲမျက်လုံးမျိုးချက်ကြည့်တဲ့ဆောင်းလေးကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့အတက်ကြဆုံး moment လေးတွေကိုဗီဒီယိုဖန်တီးရင်းနဲ့ Facebook နဲ့ TikTok တွေမှာတင်ပေးရုံနဲ့ပထမဆို iPhone 17 Pro 256GB တူဒုတိယဆို Bit Solo Bag 3ဦးတတိယဆို Share Crop Body Bag 15ဦးကိုပေးအပ်ချင်းမြင့်သွားမှာပဲဖြစ်ပါရဲ့ခင်ဗျာအားလုံးပဲကံကောင်းနိုင်ကြပါစေခင်ဗျာ ဟောင်းတဲ့ထိမ့်မှတ်အနေနဲ့ဟောဒီမဲ့ဖေတို့မေတို့ကတားလို့သမီးတို့အတွက်လက်ဖွဲ့ဗျာ ဒါကဘာကြီးလဲအဖေ ဟိုတားလို့သမီးတို့နေဖို့တိုက်တလုံးလေ တိုက်တလုံး ဟုတ်တယ်ဒါတွေမပြီးသေးဘူးမိမဟိုတာကကားတစ်စီးကဲတားလို့သမီးတို့လည်းမင်္ဂလာပွဲမှာအခမ်းရမယ်ပြင်ပန်းနေပြီကဲအနားရတာနော်မိမကြီးနေဘက်ကပြန်ထလာပြီနဲ့တူတော့ကွာငါနှိပ်ပြပါဦးကွာ ရှင်ရတော့ဖြစ်ပြီဟဲ့အဖေဘာလို့မလဲမသိဘူးဟဲ့အဖေ ဒါဆိုရင် तू ကယောက်ျားလေးပေါ့ဟုတ်တယ်မင်းသိကြတယ်အဖြစ်မလို့ကိုကောက်ဘာဖြစ်လို့မပြောတာလဲကွာ ကျွန်တော်လည်းပြောဖို့စူးစမ်းခဲ့သေးတာပဲအဖေမပြောမခံတာ ဟာကွာမသိရင်မင်းကလေးလိုပဲကွာအစ်မတွေချက်တော့ပို့လှနေသေးတယ်ဒီကောင်ဒါဆိုရင်မင်းဖေပလင်းကွန်းရှာပြီပေါ့ကွာ ဘောဖေရဲ့အဖေခံစားချက်တွေဒါနားလဲပါရဲ့နားမလည်နိုင်တာလေနင်းဘာလို့နင်းဖြစ်တည်မှုအမှန်တမ်းငါဖေကိုမပြောပြရလဲ မသိဘူးလေဘာလဲနေဖေကိုလိန်ကြိုက်တယ်ထင်လို့ပေါ့ ရှင်မတရားမလို့ရှင်မတရားမလို့ဘယ်လို ရှာနေကြတာကလေးတွေရှိဘလို့လဲဖြစ်နေကြတာတော့ ဒီမှာရှင်မမြင်ဘူးလားခလေးတွေလက်ဖွဲ့ငင်လာလို့နေရလေကျမတို့ကုန်ကြခဏကျမတို့ရတင်တာပေါ့ ကျမလည်းတားရှင်မလေးကျမရတင်တာပေါ့ ပိတ်ငါဟာ ကဲပါလူနေကြသမ်းပါနဲ့ဒီလက်ဖွဲ့ငွေကဘသူဟာမှမဟုတ်ဘူးကလေးတွေအတွက်ပဲမင်းလည်းကွာမင်းကလေးဆိုတာတက်တက်မှာတစ်ခါပဲမင်္ဂလာဆောင်ရတာလေကွာငါတို့သမီးလေးမျက်နှာမငယ်ရအောင်တို့ကအကုန်ကြခံပြီးတော့ဆောင်ပေးထားတာလေကွာပြီးတော့ဒီငွေဆိုတာလေတို့အနေနဲ့ဘာမှမပြောပါတော့ပါဘူးကွာမင်းကလည်း အဲ့ဆိုလေကျမတို့ပဲပေးလိုက်လေကျမတို့ကမောင်တယောက်လုံးပေးထားရတာကဲထားလိုက်ပါတော့အမေရဲ့ပေးလိုက်ပါတော့ညောင်မနဲ့ရောက်ခမလေးဒီငွေတွေကိုယူသွားနော်အဆင်ပြေတဲ့နေရာမှာတော့လိုအပ်တဲ့နေရာမှာတော့တမျိုးလည်းကုတ်တော်ရတာပေါ့ မလေးအစကတည်းကနေအစ်စ်ပေးလိုက်ပြီးရောလေကျော်ရှင်နေသေးတယ်လာတော့မယ်ပြေး ဖေနဲ့မေကျွန်တော်အမနဲ့အမေကိုစားကျွန်တော်ပဲတောင်းမှမှာရနော် ကြားပါတယ်ကွယ်ဖေတို့ကလည်းတမက်ဆိုပဲလို့တားလို့သဘောထားတာပါကွယ်ဖေတို့မှာဥစ္စာဒနာပြည့်စုံပြီးသားအဖေတို့လိုချင်တာကရိုးသားမှုပဲအตาရိုးလဲရိုးသားတယ်ကြိုးလဲကြိုးစားတယ်ဒါကြောင့်သမီးလေးနဲ့ပေးစားတာပေါ့ကွယ်အဓိကလိုချင်တာကသမီးလေးကဆိုးတယ်လေအဲ့ကြတော့ဟိုသမီးလေးဆိုးတာနှွဲတာရှိခဲ့တယ်ဟိုตาသိခံပေးပါလို့ပြောချင်ပါတယ်ကွယ်နော် ဟုတ်ကဲ့ပါဖေတာဂတိပေးပါတယ် ဝမ်းသာတယ်ကွာဟာဝမ်းသာတယ်ကဲဝမ်းသာတဲ့ထိမ့်မအနေနဲ့မလုံးတာတော့ မင်းလည်းဘာလို့လာကတ်ချင်နေတော့လို့ ဟာကတိရမယ်လေအဖေကြောင့်ခွေးတောက်တာတဲ့အားမြောက်တာယာပါတောက်နေဆိုတော့ဖေတာယာကြောင့်မြေကြီးနဲ့ထိညာဖုံးပွေးမှာပေါ့လို့ ပြီးတော့ပေးမှာပေါ့ကွာဒါပေမဲ့ဖုံးမပေးခင်သူ့ကိုပြောင်းလက်စိတ်ခြင်းလို့ပေါ့ကွာမင်းရလေ ဟာဖေကလည်းပြောဦးမပြောချင်အမေကြီးမြလည်းမပြောနဲ့ဖေကလည်းလိုရောပါ ဟုတ်တယ်မြင့်ဖေကိုအမေကပြောမရလို့ဒီတိုင်းလွတ်ထားလိုက်တာအမေကဝန်းဆက်လေးဝယ်ပေးပါဆိုတော့ तू ကလေရှိတာလေးပဲဝိုးတယ်အခုသူ့ရဲ့ထွန်းဆက်အစ်ကြီးကြတော့လေပစိုးတစ်နဲ့ကိုတုတ်ပစ်တာတော့အော်လုံးမဆုံးဘူး မအော်လည်းမင်းမရေရွှေဘုံကနေဝယ်လာတဲ့ဟောဒီထုံးဆက်ကြီးရဲ့ကျေးဇူးကြောင့်ကြောက်ကြခါလည်းမကြိုက်တော့ဘူးအကျော်လည်းမတက်တော့ဘူးမင်းတို့လည်းအောင်သိအောင်တဲ့နဲ့နှိမ့်မပေးရတော့ပေါ့ကွာ ဟုတ်တယ်အမေအဲ့ဒါတော့ဟုတ်တယ်အဖေကလည်းမညောင်းတော့အမေနှိပ်ပေးစရာမလိုတော့ဘူးအမေလည်းနှိပ်ပေးစရာမလိုတော့ဆိုတော့အမေတက်တာတာဗောလို့ အမလေးနင်တို့တားဖားနှစ်ယောက်ပဲတက်တာနေလိုက်တော့ဟုတ်ပြီလားဟမ်ပြောမပြောချင်သူနဲ့ပဲစားသူနဲ့ပဲအိတ်သူ့ပဲညစာချက်ခိုင်းလိုက်တော့ ကောင်းတယ်ဟာမဟုတ်လေမင်းမဟာမင်းမရှိရင်မပြေဘူးလေကွာမင်းမရှိရင်တမ်းမရှိရင်မူချစ်ရင်မနေကငါတေးဆုံးသွားခဲ့ ဟေးဝလီဖိုက်ထိုးနေရတော့အမေစိတ်ဆိုးသွားပြီလိုက်ချော ဟိုးရင်တော်ပြီ ဟ
哎呦，你妈的没你是个面都不着，没俺在那用你过，吓死人！ဒီကောင်ကနင်းကိုနာလို့ဖြစ်နေလား အမေကြီးဒီနေ့နေစားပြီးကြောင်းမိတ်ပြီးတဲ့သားတော့ ရှောက်ပိတ်ပြန်ပြီ ဟုတ်တယ်လေ နင်ကြောက်လေခုနကမှမကြဘူးပိတ်တော့လား ဟုတ်ပါရဲ့ဆို ဟဲနင်ကြောက်မသွားချင်လို့ငါလာချင်းထဲနေမလားပြောစမ်း မဟုတ်ဘူးအမေသူပြောရမှန်းတယ်ဆမပြောတောင်းဆဲအောင်ပိတ်တာတဲ့ စိတ်တော့လဲနင်တို့ကြောင်းကလည်းဖွင့်နာသေးပိတ်ရကတရားပါလားငါမှနင်တို့ညောက်ကြောင်းသွားနေတော့မျက်စိတွေနားတွေအေးတယ်ဆိုရင်မှနေနေမလဲဖြုံဘယ်လိုကြမလဲနင်တို့ညောက်နေရတော့အေးကဲတော်ဒီမိုးချိုတမင်းစားကြတော့သွားဒီမြောက်နေတော့ငါဘလို့မှမဖြစ်ဘူးပုံမကိုဖြစ်မှာပါဖြစ်ပါဘူးသူ့လှမ်းခုံမှာဖြစ်မှာပါပြန်မြနေကြည့်ပြရမှာကလေးနဲ့ကောင်ကသူတို့ပဲ ဟာမောကလည်းမလန်တဲဘူးလားကွာအိမ်လိုလည်းမရဘူး မလေးရှင်ဘလို့ပြောလိုက်တာလေကျမခက်ကုန်ပြီလို့ရှင်ကပြောလိုက်တာပေါ့ဟေးမြန်မာနိုင်ငံမှာရှိတဲ့ကာလာရတွေရေရှင်ဘက်မှာလေကဘာတခွေအပြုံးရဲ့လင်းဆိုပြီးတက်တူးထိုးရလောက်တဲ့ထိအားပေးခံရတာဟောဒီကမိပြုံးဆိုတဲ့မင်းသမီးပါ ဘလို့ပဲနေပါကျွန်တော်တို့လိုဂျန်စီတွေအတွက်တော့လေပြုံးဆိုတဲ့မြင်းသမီးကရှစ်ဟောင်းမြင်းသမီးပါပဲဒိတ်ကုန်နေပြီ ဟဲ့နင်တိထားမှာငါတို့လိုရှေးဟောင်းမင်းသမီးတွေဆိုတာဝိုင်ပလင်းလိုပဲနှစ်ချို့လေးဈေးကြီးလေးနှစ်ချို့လေးတောက်လို့ကောင်းလို့ပဲလုပ်ငန်းရှင်ဖြစ်ပြီးဒါလေးတော့နင်တဘောပေါက်လား ယောက်ျားရဲ့ကိုထိမ့်မှာဟိုမင်းတို့ဘက်ကလည်းလေဟိုဈေးလေးကိုနည်းနည်းလေးရှော့ပေးလို့ရမလားဟင်ကျမတို့ဘက်ကလည်းနည်းနည်းတိုးပေးပါမယ် အဲ့ဒါနင်တို့ကဘယ်လောက်ပေးချင်တာလဲ ငါသိန်း 9သိန်းဟာလေနင်တို့နှစ်ယောက်ကငါ့ကိုလာပြီးတော့ဖွက်လာပြောင်းနေကြလားဟုတ်လားမဆိုင်နိုင်ဘူးပြန်လိုက်ကြတော့ မရိုက်နဲ့လဲပြန်မယ် ပြန် ဟောမယ်မိမ ယောက်ျားရဲ့မိန်းမအတုံးနဲ့ပဲရိုက်ချင်တာလေပြီးတော့အိမ်ကအဖွားလည်းအပြုံးဖန်မှာအပြုံးဖန်လေနော် ကဲမြင်းသမီးအဲ့ဆိုဒီလေလို့ကျွန်တော်တို့ခက်မှန်ဘတ်ဂျက်က350ပဲမြင်းသမီးအဆင်ပြေနိုင်လားနင်းတို့ပဲယူမှာပါ အေးလေမင်းတို့ဘက်ကဒေးလီကိုအပြည့်မီပဲနေ့တစ်ဝက်ထဲဆိုတော့ဒီဘက်မနေ့ပိုင်းကိုမင်းတို့ကြော်ညာလေးကိုရိုက်ပေးလိုက်မယ်ညနေပိုင်းကတော့ဟိုကြော်ညာရှူတင်8ခုကိုပြေးလိုက်မယ်ဆိုတော့အဆင်ပြေပါတယ်ဒါနဲ့မင်းတို့ကငါ့ကိုကြော်ညာစကားလာပြောနေတာဘာပစ္စည်းကြော်ညာအကြမှာတော့ အော်မင်းတို့ယောက်ျားခိုင်းတာလည်းစတောက်လိုက်ပါဦးဟိုရိုက်မှာဆိုဖက်ကလိုတင်လိုကယ်ဘရန်မှာ local brand local brand ဆိုမဲ့ကျွန်တော်တို့ Sofra Clothing ကကိုယ်ပိုင်ဒီဇိုင်းကိုယ်ပိုင်စက်ရုံနဲ့ကိုယ်တိုင်ထုတ်လုပ်ဖြန့်ချီနေရမလို့အခုလိုပူအိုက်တဲ့ယာတီတွေမကောက်ယာတီမရွေဝတ်လို့ရအောင်စပတ်နေခြိသားတွေကို quality ကောင်းကောင်းနဲ့ဈေးသက်သက်သာထုတ်ပေးထားတဲ့ brand ဆိုရင်လည်းမမအောင် ပြန်စမ်းပါဦးမင်းတို့ brand ကိုဒါကြီးတွေကဘယ်လောက်ရောင်းကြရလဲ မဆက်တဲ့စုံလုံးမှာလေ1000ကျော်2000ကျော်ပဲရှိရ ရှားလို့လားအစင်လာတလောက်အသားကောင်းနေတဲ့ဟာကိုနင်တို့ကငါ့ကိုကြော်ညာကရှော့ပေးချင်လို့နင်တို့ပစ္စည်းကိုတမင်ဈေးရှော့ပြီးပြောနေတာမဟုတ်လား မဟုတ်ပါဘူးမင်းသမီးရဲ့ကျမတို့ရဲ့လေ Facebook ပေးရနေပဲဖြစ်ဖြစ်ဒီ software app ကနေပဲဖြစ်ဖြစ်မှားလို့ရှိရင်ကုန်ဒီဈေးတွေကြီးပဲ ကဲဟုတ်ပါပြီဒါနဲ့မင်းတို့ကဘာကိုအဓိကထားပြီးကြော်ညာချင်တာလဲ ။အိုးအပြုံးရင်တနင်္လာနေ့တိုင်းရွှေအင်းကြီး Facebook ပေးရနေပြီးတော့ live ရင်းတဲ့အကြောင်းရယ်3ထည့်ကနေစပြီးတော့လက်ကားစေးယူလို့ရတာရယ်အထက်ရကြည့်လို့ရှိရင်အထူးစေးရှိရသေးရဲ့ပေါ့ လွယ်လိုက်တာဟဲ့ဒါပဲလား မဟုတ်ဘူးကြံသေးတယ်ကျွန်တော်တို့အခုရန်ကုန်မြောက်တကောအမှတ်1လေးလုံးလော်ဘီတာလန်34ရက်ကွက်မှာဆိုင်ဖွင့်ထားတယ်ဆိုတဲ့အကြောင်းလဲမြင်းသမီးကိုထည့်ပြောစီချင်တာ ဒါလေးကမင်းသမီးတို့အသေးဖွဲပါကဲတော့ဆိုရင်လုပ်ငန်းကုန်ဖန်ဖြစ်ပြီပေါ့နော်ကဲကုန်ဖန် ကျွန်တော်နာမည်မြတ်ကျော်သူအောင်ပါ ။ကျမနာမည်မယမင်းရှိစင်ထပ်ပါ ဟုတ်ကောက်တာမလုပ်နေရလေအဲ့လိုအချိန်မှာနေငါဂိမ်းမကစားနဲ့လို့ပြောထားလေ ဟာမလည်းမသိချင်အောင်ဆောင်ပေးလိုက်ရနေရပဲဒီမှာဝင်ထမ်းနေအဲ့လောက်များနေတာကျွန်တော်မလုပ်လေသူများလုပ်ပါတယ်မရဲ့ အလုပ်ချိန်မှာအလုပ်ကိုလေးစားမှာပေါ့မေးဖုန်းကလည်းအလုပ်ဆက်နှစီလာယုံ မလုပ်ဘူးတော့အိမ်ညာပဲကောင်းလို့ဟာဒီမှာလူကြောက်လို့အိမ်ညာမတွေ့ကြဘူးလားငါမပါလဲဆိုတာနင်တို့သိရနော်အလုံးပြုတ်သွားချင်လားအလုံးပြုတ်ချင်ငါ့ကိုဘာကောင်းကောင်းဆက်ဆံသူများအိမ်နေတော့ ကျန်ဖပမေပါ မေးလာအောင်မြမြ အော်ဟုတ်ကဲ့ဂျာကြီး နင့်မောင်ဒီတလားထဲမှာပဲ9ရက်ကြီးမြောက်အလုတ်ပြတ်ထားတာနော်နင့်ဘာမှမပြောထားဘူးလား ပြောထားတယ်ဂျာကြီး နင့်မောင်အလုတ်ထဲမှာ6ခွာလဲငါသိရဲ့နင့်မျက်နှာထောက်ပြီးဒီနေ့ဒီချိန်ထိငါခန့်ထားပေးရနော်နောက်တစ်ခါဆိုအလုတ်ထုတ်ပြမယ် ဟုတ်ကဲ့အာမောင်လေးဟောမောင်ကြိုင်ကိုမတွေ့မိဘူးလား ဒီနေ့တနေ့တော့မတွေ့မြဘူးရောမလုပ်မလားတင်နေ ဟာဒီနေ့လည်းအလုပ်မစင်းဘူးတင်ပါတယ်ဂျာကြီးကဒီလိုကတော့အလုပ်ထုတ်ခံရတော့မှာ ဒါကျွန်တော်ခေါ်ဆိုဘာပြောမလို့လဲ
ငါတို့ကိုရင်စိတ်တိုက်ကနေနင့်ကိုအလုံးရှိတော့ဒီနေ့ကစပြီးတို့မင်းကိုအလုံးထုတ်လိုက်ပြီ လာကျွန်တော်လှုပ်ထုတ်လိုက်ပြီဟာအဲ့လိုလုံးလို့မရဘူးလေကျွန်တော်လှုပ်ထုတ်ချင်တိုင်းထုတ်လို့မရဘူးအမဘာရစ်ကြည့်ညာလဲဒီမှာဝင်ပြောမင်းဦးလေ အမလည်းမင်းကိုအများကြီးတတိပေးခဲ့ပြီးပြီအခုချိန်မှတော့အမမင်းကိုမကူညီပေးနိုင်တော့ဘူးကူညီပေးလို့လည်းမရတော့ဘူးမင်းတိတ်နောက်ကျသွားပြီငါမ အော်